အမိန်ပေးသူဓာတ်ရိုက်ထုတ်လွှင့်မှုမှန်တယ်သူကအရက်ရှိပြီးဖော်ရွေတယ်ဖူပါသူမကပန်းရောင်နဲ့ပျော်ရွှင်နေတယ်ဝေါ်အဲ့ဒီစိမ့်လာလေဟုတ်ကဲ့သူမကပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းရတာကိုသဘောကျတယ် plus ကိုတမှုထူးခြားတဲ့ mission ရုပ်စွမ်းလက်ဗီရိုပေါ့ဒီနေ့ Dylan Draft နဲ့အတူအားလက်ချိန်မှာအားလက်စွမ်းဆောင်ကြပါစို့ဓာတ်ရိုက်ထိုးတဲ့လှုပ်ရှားမှုအဖွဲ့ဖြစ်စီခြင်းမင်္ဂလာပါမိကွန်လေးတွေအကြောင်းဆွေးနွေးကြရအောင်အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်ဘူးကိုဖိလိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေပြီးလိုက်ပါပြီးရင်ဒီအပေါက်လေးကိုထိုးဖောက်လိုက်ပါဖရဲသီးတန်ဟူလူသုံးတစ်တစ်အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်ဘူးကိုတိတ်လိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းလေးတွေပြီးလိုက်ပါပြီးရင်ဒီတော့ကိုထိုးဖောက်ပြီးတကြားကိုတဲ့အိုးထဲမှာပြုတ်လိုက်ပါပြီးရင်ရေထည့်ပြီးရေထဲထည့်လိုက်ပါပြီးရင်ဖရဲသီးရေထဲတုံးကိုရေအေးနဲ့ဖုံးအုပ်ပြီးစားလိုက်ပါရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုဖြတ်ပြီးပရင်ကယ်ဘူးကိုဖိလိုက်ပါပြီးရင်ဖရဲသီးကိုထုတ်ပြီးအဝိုင်းလေးတွေပြီးရင်ဒီတော့ကိုထိုးဖောက်ပြီးတဲ့အိုးထဲမှာတကြားချက်ပါပြီးရင်ရေထည့်ပြီးရေထဲထည့်ပြီးရင်ဖရဲသီးရေခဲတုံးကိုရေအေးနဲ့အုပ်ပြီးစားလို့ရပါပြီအရင်ဆုံးပန်ကာကိုပြီးဖြတ်ပြီးရင်ပန်ကာကိုစီပြီးကိုနေမုံတင်နေပန်ကိုအုပ်ပြီးစီပူထဲကြော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါအရင်ဆုံးပန်ကာကိုပြီးဖြတ်ပြီးရင်ပန်ကာကိုစီပြီးတော့နေမုံတင်နေပန်ကိုသုတ်လိမ်ပြီးစီပူထဲကြော်ပါရင်စားပြီးတစ်သက်စွာသုံးဆောင်လိုက်ပါအရင်ဆုံးဆန်ဒဗစ်ကိုယူပြီးအဝိုင်းကိုရေးပြီးရောမွေပါပြီးရင်တဲ့အိုးကိုဖြတ်ပြီးရောမွေပါပြီးရင်စားမရုပ်ပါနနွေးအကြားပါပရီကာဆန်ဖူရတီးထည့်ပြီးရောမွေပါပြီးရင်စားငရုတ်ကောင်းပါပရီကာထည့်ပြီးထည့်ပြီးတင်ခဲထည့်ပါပြီးရင်မုံတင်နဲ့ပေါင်မုံထည့်ပြီးစီပူပူနဲ့ကြော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါအရင်ဆုံးဆန်ဒဗစ်ကိုယူပြီးရင်အဝိုင်းပုံပြီးကျိတ်ပါ
ပြီးရင်ပနိယာကိုဒီပြီးချိတ်ပါပြီးရင်ပြီးရင်စားငရုတ်ကောင်းနနွေးတကြားငရုတ်တီးစိမ့်နဲ့တန်ပူရတီးထည့်ပြီးရောမွေပါပြီးရင်စားငရုတ်ကောင်းနဲ့ဟဲ့ပြီးရင်ရေထဲပြီးရင်တင်ခဲထဲပြီးရင်မုံတင်နဲ့ပေါင်မုံထည့်ပြီးစီပူထဲကြော်ပြီးရင်စားလို့ရပါပြီအရင်ဆုံးမဲ့ချိတ်ကိုယူပါပြီးရင်ပြုတ်ပြီးရင်တင်ရဲချက်ပြီးရင်စက်တီပါနဲ့အရောအနောကိုထည့်လိုက်ပါပြီးရင်ဟော့တော့တွေကိုယူပြီးတဲ့အိုးထဲမှာကြော်ပါပြီးရင်မဲ့ချိတ်ကိုထည့်လိုက်ပါပြီးရင်ဟော့တော့တွေကိုထည့်လိုက်ပါအရင်ဆုံးရယူလိုက်ပါမက်ချိတ်ပြီးရင်ပြုတ်ပြီးရင်တင်ခဲထည့်ပြီးရင်ထည့်ပါကတိပါပြီးမှရောမွေပါပြီးရင်ဟော့တော့တွေကိုယူပြီးတဲ့အိုးထဲမှာကြော်ပြီးရင်မက်ချိတ်ထည့်ပြီးရင်ဟော့တော့တွေထည့်ပြီးရင်ထပ်ထည့်လိုက်ပါပြီးရင်မုံတဲ့အစိုနဲ့ပေါင်မုံတွေနဲ့အုပ်ပြီးစီပူထဲကြော်ပြီးစားသုံးနိုင်ပါတယ်မိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်စ်ဘူးကိုဖိလိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေပြီးလိုက်ပါပြီးရင်ဒါကိုထိုးဖောက်လိုက်ပါမိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်စ်ဘူးကိုဖိလိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေပြီးလိုက်ပါပြီးရင်ဒါကိုထိုးဖောက်လိုက်ပါမိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးဆန်ဒပစ်ကိုယူပြီးဆက်ဝိုင်းပုံဒီပြကရောမွေပါပြီးရင်ပန်ကာကိုဖြတ်ပြီးရောမွေပါပြီးရင်စားငရုတ်ကောင်းနနွေးတကြားငရုတ်တီမုံနဲ့သံပရာသီးတို့ကိုထည့်ပြီးရောမွေပါပြီးရင်ကြော်ပါမိကုန်းတွေကိုတစ်တက်ခဲ့တဲ့အရင်ဆုံးပန်ကာကိုဒီဖြတ်ပြီးရင်ပန်ကာကိုစီပြီးတုံးနဲ့မုံတင်နဲ့ပန်ကိုအုပ်ပြီးစီပူထဲကြော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါမင်္ဂလာပါမိကုန်းလေးတွေအကြောင်းဆွေးနွေးကြရအောင်အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်ဘူးကိုဖိလိုက်ပါပြီးရင်
ဖယဲသည့်ထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေ့ပြီးလိုက်ပါပြီးရင်ဒီအပေါက်လေးကိုထိုးဖောက်လိုက်ပါမိကုန်းတွေကိုတစ်သက်ခဲ့တဲ့အရင်ဆုံးပရင်ကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖယဲသည့်ရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပရင်ကယ်စ်ဘူးကိုဖိလိုက်ပါပြီးရင်ဖယဲသည့်ထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေ့ပြီးလိုက်ပါပြီးရင်ဒါကိုထိုးဖောက်လိုက်ပါ